အဲ့ဆိုဗျာရိုးရလို့ထမင်းစားပြီးပြီလားဘယ်လိုပြောလဲ ခုနော်မမစားကားအားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ပါကြောလေးရှော့ကျွန်တော်နဲ့အတူတူကြီးဖို့အဆင်သင့်ဖြစ်ပြီလားဒါဆိုရင်တော့အပိုစုအနေနဲ့ထိုင်းစကားတင်ကျင်တဲ့လူတွေတခါတည်းထိုင်းစကားပါတင်လဲရအောင်ဟိုတောင်းနေဖြစ်နေရတဲ့အဓိကအကြောင်းရတော့လာပါလိမ့်ဟုတ်ပါတယ်ကြွားမျက်နှာဖုံးပြန်လာလို့ပါကြွားမျက်နှာဖုံးဆိုတာတခြားတော့မဟုတ်ဘူးညခင်အော်နေရလေငါအသားမြလဲငါတပြားကိုပြောဘာဖြစ်လာတော့ဟင်နေဘာဖြစ်တော့ဟင်ဟိုမှာငါထင်ထောင်ဝါထွက်လာပြီဟိုမှာငါထင်လွတ်လာပြီဟုတ်တယ်ဒါလူကြီးတော့တရားတတ်ဒုက္ခပါပဲဒီတိုင်းဆိုတော့ငါတော့ခေါင်းမီးလောင်အောင်တော့မှာပါပဲဟောကဲဒီမှာအရေးကြီးတာသူ့မေကိုအများဆုံးအကြောင်းကြားသွားသူ့မေကိုအများဆုံးသွားပြောလိုက်နေငါတော့ပဲထွက်ပြေးမှာတရားလို့ကြောက်ရတဲ့လူဖြစ်ဖို့ဆိုရင်လွယ်တဲ့လို့တော့မဟုတ်ဘူးပုံနဲ့တော်တော်လုံရှာတယ်ကြည့်မြင်ပြီးအောင်မြင်သွားသေးတယ်မြင်တာဟိုရှင်းကြိုင်းတဲ့ပုံတွေဟာလုံးဒါလေးအပေါက်ပါမလားအပေါက်ပါမဟာလေးကြည့်ရပါဦးရှင်းကြဘက်နဲ့ရေခတ်တဲ့တောင်တော့ခတ်ထားတဲ့တောင်အကြောင်းဆိုးလေးဒါကြီးကိုပေါက်ပါအော်မဟုတ်ဘူးဒီနားဝါးလေးတွေပြန်နေအဲ့ဒါပြန်ဆက်မလားလေဟာပြောတာဟေးကြောက်လွတ်လာပြီနော်အေးသိတယ်တွေ့တယ်လေတွေ့မင်းမေရလည်းမင်းတို့တော်တော်လွန်းနေတာအဲ့တော့မင်းရွာကိုတရက်တန်တီနေ့တန်တီတော့နေသွားလိုက်ပုံကွာနော်ကျုပ်ခဏအလဲလာတာမဟုတ်ဘူးဗျအပီးပြန်လာအပီးကိုပြန်လာတာဟုတ်တယ်ဩဟုတ်တော့လေကိုရွာကိုဆိုတော့လေနေကြတော့နေဖို့ဟုတ်တော့မနေစီချင်တဲ့ရုပ်ကြီးနဲ့ကျုပ်မရှိတော့ရွာမှာဘာကြီးထူးကြလဲဘာပစ္စည်းမှကိုမပြောဘူးတရားဆိုမျက်နှာဖုံးဆိုအဲ့ဒါမင်းဝင်သွားတဲ့နေရာများဆိုလေတရွာလုံးပျော်ပွဲရှုံပွဲတွေကိုထိကြတာကောင်းဖြစ်လို့ဒီမှာဒီကောင်ကအဲ့တော့ဆိုဟာမောင်ကြီးဘယ်လောက်ဆိုးသလဲဆိုတော့အဲ့ကာယကံရှင်သူ့ဟိုသာမေးတော့နော် तू ရံမဖြစ်ဘူးတဲ့လူဆိုလို့ရွာဦးเจ้าဆရာတော်တပါးပဲကြံတော့တယ်အဲ့လိုဒီမှာမင်းမေစီတော့မင်းသွားပြောင်းသွားနော်အဲ့ဒီဟောရှင်ကြားလေးကနေရသူကလက်ညှိုးလေးမရက်တရလေးမင်းဆရာဟုတ်ပါဒီဆရာလည်းရွာအလဲလိုက်လာတာပေါ့မဟုတ်ဗျ तू ကကျုံနဲ့ပျော်သလောက်နေမှာဗျရှင်နောက်နေမှာလွတ်ချပျော်သလောက်ကိုနေမှာမင်းတယောက်တည်းကိုမလောင်းကားလို့ဆရာပါပင့်လာတာဟုတ်လားနေပါပျော်သလောက်နေကြပေါ့ကွာနေကြပါနော်ကဲဟိုငါလည်းရွာအတွက်စီစဉ်ဆရာကြီးကလေးစီစဉ်လိုက်မနဲ့ဘာစီစဉ်မလို့လဲဟိုငါရွာလူကြီးတော့ရွာပြောင်းမလို့လေတကယ်တရားလို့ဘယ်တော့မှွေထားလဲမသိဘူးညခင်ဘာဖြစ်လာလဲရေးကြီးသူ့ပြန်နေကြီးဘူးတန်ငထင်လေအခုထောင်ကလွတ်လာပြီရွာကိုပြန်ရောက်နေပြီကြီးဘူးရဲ့ငါသားတက်လာပြီဒီကောင်ရွာကိုရောက်နေပြီဟုတ်တယ်ကြီးဘူးမအေးတော့မေးတော့ဖျားတာတယ်တကယ်ဘယ်တော့မှမွေထားလဲမသိဘူးဟိုတော့မဲကြီးဘူးသွားပြီအမလေးဒုက္ခပါပဲတရားလို့အဲ့လိုဖိတ်သိတော့ကြောက်လုံနိုင်ဖို့ဆိုတော့လွယ်ရရတော့မဟုတ်ဘူး။ပြန်လာပြီဗျအမွေနေမကောင်းလားဟုတ်တယ်သားရဲ့အမေနေမကောင်းဘူးအမေဖြစ်နေတာကြာပြီလားစောတော့ကတော့အကောင်းကြီးပါသားပြန်လာတာကိုကြားပြီးအဖျားတွေတက်လာကိုသားပြန်လာရင်ပျော်တဲ့မိဘပဲရှိရသူကြမှာပဲဘယ်တော့မှွေထားလို့လည်းမသိဘူးသားပြန်လာရဲဆိုရင်စစ်နေမကောင်းနေပဲဖြစ်ကုန်တယ်တကယ်ကမွေတော့ဘယ်တော့မှွေထားလည်းမသိဘူးအမေဟာလဲဗျာသားလိမ္မာနေပါပြီဗျာတော့ကိုမြင့်ဖြစ်သွားတယ်ရုပ်ကြည့်လည်းကြည့်ရောလက်ပြပါသူပဲတင်ပေးခဲ့တာနာမည်ကအောင်တင်နဲ့ဆရာရဲ့ရှိပါဆရာကောင်းနေဆရာကောင်းနေဆရာကဝမ်းသာပါတယ်ကွယ်အထော့သားလေးကတိတ်ဆိုးတာအတိကနာနဲ့ဝမ်းသာတယ်သူထောင်ကလွတ်လာမှဆိုလို့ဖះမှာရေတရားချေးချေနေရတာညာအခုလိမ္မာကိုငါပြရတဲ့ငါတူကိုကျေးဇူးတင်ပါတယ်ကွယ်
တားပါတယ်တော့ရဲ့ကိစ္စ တားပြက်လာမှဆိုရဖះမှာရတရားရှည်ပေးနေရတယ်ဘလူကြီးတို့တမျိုးရှည်အဲ့လိုကြီးလည်းမမွေသားပါနဲ့ကွာမွေအဲ့လိုကြီးမွေသားတော့မိဘတော့ကြောက်လက် မရှိပါ ဒါနဲ့ငါတူကဘယ်ကနေလာတာတော့ ဘူးအတူတူပဲလေအခုမှသူနဲ့တူထောင်းထွက်လာတာဟုတ်တယ် ကြောက်လို့ရှင်ကြီးကိုရှင်ကြီးတတ်တဲ့ဆိုလို့ဖြစ်တော့လက်ပါလက်လဲပါတယောက်တည်းမကောနှစ်ယောက်တော့ဖြစ်နေပြီ အော်ဒါကျွန်တော်ရဲ့ ကဲထိုင်းစကားစပြီးစတင်မယ်နော်အားလုံးပဲတက်ရှင်နေဆိုရင်ခါလေး like နားထောင်တယ် ခုနော်ဖက်ကပောင်ဘလောက်ပဲ ဘာပြောဖက်လက်ပေါပလောက်ပဲဆိုဖက်လက်ပေါဖောင်းလက်ပဲဖက်လက်လောက်ပဲဆိုဖက်လက်ပေါဖောင်းလက်ပဲဖက်လက်ပေါအဲ့လိုပြောနားတော့ပြန်တော့ ဖက်ကပော ဖ င် က်လက်ပေါဖလောက်ပဲဖက်လက်ပေါဖက်လက်ပေါဖလောင်တဲ့လောက်ပဲဖက်လက်ပေါဖလောင်ပဲဖက်လက်ပေါဘလို့ထိုင်းစကား သူနဲ့လို့တူတူတွဲလို့မဲ့ပုံကိုအခုလို့ဆုံးမသွားသူရန်ဝန်းနေပါ 哦，没猜的，没猜的，文内 လူတော်ဘို့လေ 的， လူမျိုးချင်းတာမတူတာလူသားတွေပဲဟို 没猜的，文内的，把他们的， ဒါနဲ့မောင်ရင်ဒီမောင်ကဒီကဂွန်ပြူတို့အဖေနဲ့မောင်ရင်တွေကခုဒီရွာကိုတိုးတက်ဖို့ဆိုတော့ဘာတွေများတိုင်ပင်ထားကြလို့တော့ အဲခင်နဲ့ကျွန်တော်နဲ့တိုင်ပင်ထားတာ ဟွန်း ဒီရွာမှာကျွန်တော်တို့ဂျင်းဆက်ရုံထောင်း ဂျင်းဆက်ရော အဟုတ်ပါတယ်ဗျကျွန်တော်ယူရီးယားဂျင်းတွေကို 今天看了没？这个， ဂျင်းတဲ့ဘူးဟိုပါလေဟိုဂျင်းတဲ့မယ်ဆိုတာဟိုကျွန်တော်ဝေစားဝေးတယ် 我也知道听他们，今你， ဂျင်းကြီးတို့ဂျင်းပေါင်းပြီးတော့ဂျင်းစကတ်တို့အဲ့စစ်တာ 我也听他一买的咯， ထူထောင်မယ်ပြီးတော့ဒီကရွာသူရွာသားတွေလည်းအလုပ်ကခွင့်လန်းနေရအောင် ကောင်းလိုက်တာကွယ်ကောင်းတာဗော 好了，我今天 ဒီမှာ 看 က 了 အဲ့လိုစက်ရုံမျိုးထောင်မယ်ဆိုလို့ကတော့ရွာမှာအလုံးလဲမဲ့ကလေးလေးတွေအကုန်လုံးအလုံးကင်ဖြည့်ကြသွားကြမှာဗော ဟုတ်တာ နော် ပေါ့ အေးဒါကတော့မင်းရင်ကတုံးရေထွင်းနေကြဆိုတဲ့ကိစ္စမျိုးဆင်းပြေတယ်ဟောမောင်ရင်ဖောင်စင်းရင်ငတ်တဲ့အဖြစ်မျိုးတော့ဖြစ်လို့ 明白这个不一样的，不累了，你know，哦，是让你高难来不是？人家都一人在家着，哪个爱这个我甚至不，旁边人家，比较细的，哦，这样嘛比较都高嘛偏的，哎，哪个你来甚至不一个来了。对现在家多标了，心里急眼了，本来嘛的，OK， 再几位， ပေါ့ဘူးနော် ဟာမချိုင်းမချိုင်းမချိုင်း 反正没猜没猜呗， ပြောတဲ့စကားကိုအဲ့ဒီကရိုးရတထေးရနားလဲတယ်လား နော်စိတ်ပစပေါက်ခါ 谁不知道包看， ဟိုမဟုတ်ပါဘူးသူဟိုဒီအုတ်ချုပ်မှုရဲ့ဟိုအမှုရအောင်ကြည့်ပြီးပြမှာစိုးရင်လေမကူညီမှာစိုးရင် 他那边要刚刚起的，把这个一身身 ဟုတ် 体， တာဗောဟုတ်တာဗောဒီဘာမှကန့်ကွက်စရာမရှိဘူးလို့နော်ပြောပြလိုက်စမ်းပါကွာတို့ရွာတိုးတက်ဖို့ပဲလိုအပ်ရင်အကူညီပေးမယ်လို့ပြောပြလိုက်စမ်းပါ ဝမ်းသာပါတယ်ခင်ဗျာခေါနော်ဘာလို့ရပြီခါ မချိုင်းမချိုင်း 拍了一看了， အိုးအဲ့လိုလား 我那个没猜呗， အေးအေးနော် 我哪多嘞，没猜呗， အဲ့လိုပဲအေး 这下来点哪喏， တို့ရွာနဲ့ပတ်သက် အိမ်မှာဘာဖြစ်လဲအေးမချိုင်းမချိုင်းတာကြော ပါတယ်လို့ဖိတ်ခေါ်ပါတယ်လို့ပြောပြစမ်းပါကွာမချိုင်းမချိုင်း မချိုင်းမချိုင်းမချိုင်း ဟိုဒါဆိုရင်ခမရကျုပ်တို့ရွာမှာဂျင်းဆက်ရုံကြီးအကြီးထောင်ပေးမှာပေါ့ဟုတ်လား ဟုတ်တာပေါ့ခင်ဗျာဟုတ်တာပေါ့ အဲ့ဒါဆိုရင်ကျွန်တော်တို့ရွာသားတွေအကုန်လုံးကဂျင်းဆက်ရုံကြီးရဲ့ဂျင်းလောက် 打 သား 我 တွေ 打 ဖြစ် 我 ကုန်မှာပေါ့ 人都 တရွာလုံးဂျင်းသူဂျင်းသား 人现在有， နေပါဦးမြဟိုအဲ့စက်မှာ အဆက်ရုံဖွင့်ကျွန်တော်လည်းသွားလို့ပါပဲဂျင်းသူဂျင်းသားပဲဖြစ်ချင်လို့ လို့တာတော့ဟုတ်ပါပြီအဲ့မဲ့ကျွန်တော်တို့ကယူရီးယားစကားမပြောတတ်တော့လို့အဆင်ပြေပါမလားဗျာအဲ့စက်ရုံ ဩယူရီးယားစကားကတော့ဟိုပေါ့ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်စရာမလိုပါဘူးလုံရင်းကိုင်းနဲ့ထမင်းသားကြီးသားတော့နားလည်သွားမှာပေါ့ပြီးတော့ဟိုဟာကျန်တာလည်းကိစ္စမရှိပါဘူးကျွန်တော်တတိတယောက်လုံးရှိတာပဲ ထိုင်း professional စကေးတယောက်ရှိ မချိုင်းမချိုင်းဒီရွာရောက်တဲ့ကဒီမချိုင်းမချိုင်းဆိုတလုံးနဲ့ပြောနေသူအဲ့ဒါကျွန်တော်တို့ဘယ်လိုတင်မလဲဗျာ ဩယူရီးယားလူမျိုးပါဆိုမှပဲမချိုင်းတစ်လုံးနဲ့တော့ပဲဟုတ်မလဲကျန်တာလည်းတက်တာပေါ့ ယူရီးယားစကားတက်တာဗျာဒီရွာရောက်တဲ့မချိုင်းမချိုင်းဒီတလုံးနဲ့ပြောနေတာဗျာဘယ်လိုလုပ်တက်မှာတော့ ဩအဲ့ဒါတော့ကျွန်တော်ချင်းနားလေအောင်အတူကောက်ပြောကြတာလေကျန်တဲ့စကားတွေတော့အများကြီးတက်တာပေါ့ အဲ့ဆိုဗျာယူရီးယားလို့သမင်းစားပြီးပြီလားအဲ့ဘယ်လိုပြောလဲ ခုနော်မမစားကား မမစားခတ် မိုင်းမိုင်းလား ဘယ်လဲထမင်းစားပြီးတော့မိုင်းမိုင်လားနော်ဒီထမင်းစားမယ်လို့ပြောထမင်းစားမယ်လို့မြန်မာလိုပြောနေထိုင်းလိုပဲပြောမယ်မိုင်းမိုင်လားမရတော့မိုင်းမိုင်လားထမင်းစားမယ် သမင်းစားပြီးွားပြီလားအမလား ဟုတ်တယ်ဟုတ်တယ် မင်းစားပြီးပြီလားကိုယူရီးယားလို့ အမလား မ
မဲမဲလား အဲ့ဆိုရင်ဟိုကျွန်တော်ထမင်း မဲ စား မဲ ပြီး လား တော့ထေးထေး တော်တော်ထိတ်တာ ထေးတောက်တော့လို့ပြော အေးကြည်ရထိုက်တောက်ရှင်နေပြီထိုင်လို့ပြောတော့လို့ မမစားကလူကလူခါအော်မိုင်လာဖန်ခါ မဲမဲစားဂလူဂလူခါ ထမင်းစားပြီးလို့ထေးတောက်တော့မမလာဖာခါဟဲ့ကတော့တက်ပါပြီထမင်းစား သမင်းစားပြီးထိုက်တော့တော့မဲမဲလုံးဖန်ခါသမင်းစားပြီးတော့ဖန်ခါထိုက်ပါသားစကားတော်တော်ကောင်းပါတက်ကြည့်ပဲ တော့မမလာထေးတောက်တော့ဖာခါပြအောင်ဒါဆိုရင်မင်းထမင်းစားပြီးလို့ထေးတော့ရင်ဘယ်လိုပြောမလဲမမလာဖာ ဖန် ခါ ခါ ဟိုပြောပါခါလာမပြောနဲ့ ဖာခါဖာခါ မဲမဲလုံးဖန်ခါ ဖာခါ နောက်နေ့သမင်းစားမယ်ဆိုရင်နော်ထိုင်းလို့ပြောမယ်မဲမဲလုံးပြီးရင်ထိုင်းတောက်ရှင်ကြရတော့ထိုင်းတောက်လို့ထိုင်းလို့ဖန်ခါအားလုံးပဲကျွန်တော်တို့ line နဲ့ကြည့်ချူပြီးလို့ကျေးဇူးတင်ပါတယ်နောက်နေ့ညရမှာလေအားလုံးပဲအတူတူရီမမကြည့်ချူကြပါသေးတယ်အားလုံးဖိတ်ခေါ်ပါတယ်တာတာဒါနဲ့ကျေးဇူးပါ